ဖျားဖျားသားသမီးတွေပဲအချင်းချင်းမမုန်းလိုက်ပါနဲ့ဖျားဖျားသားသမီးတွေပဲအချင်းချင်းချလို့နေမယ်နေရတဲ့လူချစ်မချစ်နိုင်ရင်ဖျားသခင်ကိုချစ်ဖို့ဝေးပြီးမနာလိုမုန်းသည်တယူတန်းစိတ်ထားလေးတွေရှိနေလားဆန်းစစ်ကြည့်အောင်မရှိသဘူးမရှိသဘူးဖြူရောင်လုံးသားဖြူရောင်စိတ်ထားရှိရင်မြင်နေရတဲ့ညီကိုချင်းချစ်နိုင်ပြီးလုံးချချင်းရင်မပရမချစ်တော့တာရှိနေရင်တော့ယေရှုဝန်တာမှာဖျားသားသမီးဆိုပြီးတော့ချစ်စမချစ်နိုင်သေးရဲ့သူတတ်တာမျိုးမရှိသေးဘူးချစ်ဖို့ဝေးပြီးမနာလိုမုန်းသည်တယူတန်းစိတ်ထားလေးတွေရှိနေလားဆန်းစစ်ကြည့်အောင်မရှိသဘူးမရှိသဘူးဖြူရောင်လုံးသားဖြူရောင်စိတ်ထားရှိရင်မြင်နေရတဲ့ညီကိုချင်းချစ်နိုင်ပြီးလုံးချချင်းမြမခုံးလက်ချက်တော့ရှိနေရတော့ယေရှုအတမဖျားသားသမီးဆိုပြီးတော့ချစ်နိုင်သေးရဲ့ထိုကတ္တမျိုးမရှိသေးဘူး